အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်းဒီ channel ကနေပရိသတ်များကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ရာသီသွေးအတိုင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြပါမယ်ဇာတ်လမ်းလေးမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတစ်တင်တိုင်းသိရှိနိုင်မှု notification လေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါတော့မယ်လှရင်တကားဖွင့်စံအဲ့တကားကိုခက်ပြင်းပြင်းထုရင်အော်နေရဲ့တန်ကြောင့်ကလေးသိန်းနေရဲ့လှရင်တယောက်ကမန်းကရန်ထားလိုက်ပြီးတကားဖွင့်ပေးလိုက်တယ်။ကိုမောင်ငယ်ရှင်အရက်တွေတောက်လာတာလား။နည်းနည်းပါမိမရဲ့ဟိုကောင်ဟန်ကြီးနွားရောက်ရလို့တိုက်လိုက်တာ။ယောက်ျားရဲ့ရှင်အရင်ကဒီလိုတွေတောက်တာမမြင်ဘူးပါအောင်။ဒီအပိုင်းဘလို့ဖြစ်နေရလဲ။ငါမသာတောက်ချင်လို့တောက်တာလာမရစ်မနေနဲ့။နေလှုပ်ရှားရှိရသွားလို့ငါခဏထားရုံပဲ။လှရင်လေလူမန်းသူမန်းမသိအောင်ဖြစ်နေတဲ့ကိုမောင်ငယ်ကိုကြည့်ပြီးတပြင်းတစ်ချက်ချကချင်းအောင်နဲ့ပြန်ဝင်သွားလိုက်တယ်။အရင်အားဆိုဖရာတရားအမြဲလောက်တက်ပြီးအရက်ဆိုတာဘာမှမသိရဲ့ကိုမောင်ငယ်ကဒီနလအတွင်းဘာကြောင့်ပြောင်းလဲသွားရတာလဲဆိုတဲ့တွေ့ရလှရင်ကောင်းတယ်မစင်စားပဲထိုးဖောက်ဝင်ရောက်လာခဲ့တယ်။သူလည်းစီးပွားရေးအစ်စ်မပြေလို့စိတ်ထွက်ပေါက်ရှာတာဖြစ်မှာပါလေ။တီတိုးရီယိုရင်မအိတ်ချင်သေးရဲ့မျက်လုံးကိုအတင်းမိတ်ကအိတ်ဖို့ကြိုးစားခဲ့လိုက်တယ်။အိမ်ရဲ့ပတ်ဝန်းကျင်မှာတော့ညာပိုးကောင်လေးတွေရဲ့အတန်အိမ်ထဲမှာတော့ကိုမောင်ငယ်ရဲ့ဟောက်တန်ကစီးချက်ညီညီထွက်ပေါ်လာခဲ့တယ်။ကိုမောင်ငယ်မနဲ့အစောကြီးနိုးနေပါလားပြေချနေတဲ့သပင်ကိုတပတ်ရှူထုံးရင်အဲ့ရရထွက်လာရင်မီးလိုက်တဲ့လှရင်စကားကြောင့်မောင်ငယ်ရလှရင်နေမှာဆွဲကြိုးရှိသေးရဲ့မဟုတ်လားရှိရဲ့လေဘာဖြစ်လို့လဲငါ့ကိုရောင်းပေးစမ်းဟာဟိုဘက်ရွာမှာနွားတရှင်လှလှလေးတွေ့ထားလို့အရင်ကနွားဝယ်ဖို့ပေးထားတဲ့ပတ်စံတွေကဘယ်ရောက်သွားလို့လဲကိုမောင်ငယ်ကပြန်မပြေပဲအိမ်ပြင်ဘက်ကိုငေးကြည့်နေခဲ့တယ်ကျမမေးနေရလေရှင်ပတ်စံတွေဘာလုံးလိုက်တာလဲအဲ့ဒီပတ်စံတွေမရှိတော့ငါဖဲရိုက်လိုက်တာကုန်သွားတယ်။ဘာအဲ့ဒီပတ်စံတွေကတပေါင်းလားရောက်ရင်တားကိုရှင်ပြုတ်ပေးဖို့စုထားတဲ့ပတ်စံတွေဆိုတာရှင်မသိရလား။နွားဝယ်မယ်ဆိုလို့ခဏပေးလိုက်တာအောင်ရှင်ရလောက်ကစားလှုပ်ပြေးလိုက်တယ်ပေါ့လေ။ငါလည်းနိုင်မယ်တင်ပြီးကစားလိုက်တာကုန်သွားတာတော့မတက်နိုင်ဘူး။ရှင်လူစကားပြောဘယ်နဲ့တော့ဒီနေ့တဲစီးပွားရေးအစ်စ်မပြေလို့ချွေတာနေရပါတယ်ဆိုမှဒီလိုလှုပ်ပြေးရတယ်လို့ရှင်ဘလို့ဖြစ်ပြီးပြောင်းလဲသွားရတာလဲငါ့ကိုအပြစ်လာတင်းမနေနဲ့ငါရှာကျွေးလို့လူတန်းစိတ်နေနိုင်တာကိုကြတော့ထဲ့မပြောဘူးအော်ရှင်ကသူများသားသမီးကိုယူထားရလေရှင်ရှာမကျွေးဘယ်လိုငယ်ရရှာကျွေးမှလဲနှားရဲ့စကားကမောင်ငယ်အရှိုက်ကိုထိသွားတာမို့ရှင်းမှချထားတဲ့စပွဲကိုဝုန်းကနေလှန်တင်းပြီးဖန်ခွက်တွေကိုပြစ်ခွဲပါလေရောဝုန်းကနေတိုင်းကနေထွက်ပေါ်လာတဲ့တန်းကြောင့်အိပ်ပျော်နေတဲ့ဖိုးသားလန့်လို့လာပြီးမိဘနှစ်ပါးကိုကြောင်စီစီကြည့်နေခဲ့တယ်မောင်ငယ်ကတောက်တစ်ချက်ကိုပြင်းထန်စွာခောက်လိုက်ပြီးအိမ်မောကနေဆင်းသွားတဲ့ချိန်လှရင်ရဲ့မျက်လုံးထဲကနေပူပြင်းလာတဲ့မျက်ရည်ပူတွေစီးကျလာခဲ့တယ်။ခဏနေရောအိမ်ပေါ်မတ်တင်ရင်တက်လာပြီးလှရင်ရဲ့နင်တို့လင်မယားဘလို့ဖြစ်ကြရလဲ။အမလည်းအကုန်ကြားပြီးပြီထင်ပါတယ်။ကိုမောင်ငယ်ကအရင်လိုမဟုတ်တော့ဘူး။မဟုတ်တာကွယ်။မောင်ငယ်ကနင်တို့ကိုအလိုလိုက်ပါတယ်။စိတ်မကောင်းမဖြစ်နဲ့နော်။သူလည်းစိတ်ဆိုးလို့ကနာပြောတာနေမှာပါ။လှရင်ကမတ်တင်အေးပခုံးပေါ်မှာမိပြီးစိတ်ထဲတင်းထားသမျှကိုငူချပြစ်လိုက်တယ်။တချင်းတန်တဲ့ပြန်လေးနေတဲ့ဗန်ဒါရဲ့လက်ဖက်ရည်ဆိုင်ထဲမှာတိုးကြီးဝေလွင်နဲ့မောင်ငယ်တို့ထိုင်နေကြတယ်။မောင်ငယ်မေလှရင်နဲ့စကားများရဲဆိုဒီလိုပါပဲတခွန်းစားနှစ်ခွန်းစားပေါ့။မင်းဟန်ငိမ့်နဲ့တပူးပူးတွဲဖြစ်နေရဲ့လို့ငါကြားတယ်။အဲ့ဒီကောင်နဲ့ပေါင်းတာငါတို့မကြိုက်ဘူးမောင်ငယ်။ဘာဖြစ်လို့လဲ။ဘာဖြစ်ရမှာလဲ။ဟန်ငိမ့်ဆိုတဲ့ကားကလိုင်းစုံတယ်။မင်းကလူရိုးလူအေး။ तू ကမင်းထင်တယ်လို့မဟုတ်ပါဘူး။ဒါကတော့မင်းဆုံးဖြတ်ရမှာငါတို့ကတငယ်ချင်းဖြစ်နေလို့ပေါင်းတဲ့မပေါင်းတဲ့ပြောပြပေးရအေးပါဒါဆိုငါသွားတော့မယ်လက်ဖေးပိုမင်းတို့ပဲရှင်းလိုက်တော့မောင်ငယ်တောက်ကွာဒါကောင်းချင်းချက်အရက်နော်မှုရင်းနေတာပဲဟန်ငယ်ကနီးချင်းချင်းဖြစ်နေရဲ့ပလင်းလေးကအရက်တချို့မောင်ငယ်ခွက်တယ်လောင်းထည့်ပေးလိုက်တယ်ဒီနေ့ဖဲဝါရှိသေးရဲ့သွားကြည့်မလားလိုက်ဆိုလိုက်ပေးမယ်လေစောဖို့တော့ပတ်စံမရှိဘူးတထေးကလည်းညီးရော့မယ်မင်းသူရင်ကချထားတဲ့လေတွေအများကြီးရှိရအောင်လဲရှိတာရှိရပေါ့ဒါပေမဲ့ဒီနေ့တည်းစီးပွားရေးအဆင်မပြေဘူးဆိုတာမင်းလည်းသိနေရပဲဘာလို့တော့အဆင်ရောမပြေတာဟုတ်ပါပြီကွာဒါဆိုမင်းဘေးမှာပဲထိုင်ကြည့်ပေါ့ငါနာရင်မင်းနိုင်တယ်လို့ပါပဲဟန်နေရမောင်ငယ်ပခေါကိုပုတ်ကပြောလိုက်ပြီးပလင်းလေးကအရက်လက်ကြံဖြက်ကဖဲဝါရှိရဲ့ဘက်ကိုထွက်သွားခဲ့ကြတယ်မောင်ငယ်လည်းတနေ့အရက်တောက်လိုက်ဖဲရိုက်လိုက်ကြက်တိုက်လိုက်နဲ့အချိန်ကုန်နေရမို့ကြည်လည်နေတဲ့အိမ်တော်ကြီးကတစားဆိုသလိုအကြောင်းတွေထားလာခဲ့တယ်။မောင်ငယ်
အိမ်ပေါ်မှာရှိတာအိမ်ရှိကနေခေါ်တဲ့တန်ကြောင့်အိပ်ပျော်နေရနိုးလာပြီးတော့အိမ်ရှိထွက်လာလိုက်တယ်ဘသူများလဲလို့အမတင်ရေးပါလားဘာကိစ္စရှိလို့လဲအိမ်မှာငရက်ဥရင်ချက်လို့လေမင်းလည်းတယောက်တည်းဆိုတော့ဟင်းမချက်တက်တာသိလို့လာပို့တာမောင်ငယ်တို့လူမယားမကြာခဏစကားများလို့လှရင်တီးမခံနိုင်မဲ့တားဖြစ်သူကိုခေါ်ကအိမ်မောကဆင်းသွားခဲ့တာဖြစ်ပါတယ်။အော်အိမ်မောတက်လေအမကျွန်တော်ခုမှနူရမို့ရှော့နေတော့တီးခံပြီရပါတယ်မောင်ငယ်ရဲ့အမတင်ကြီးကအိမ်မောတက်လာပြီးမောင်ငယ်ကိုဟင်းမကန်ကမ်းပေးလိုက်တယ်။မောင်ငယ်လှရင်တော့ပြန်မလာသေးဘူးလား။သူ့အကြောင်းမပြောပါနဲ့ဗျာ။သူ့အတန်ရောရုပ်ရောမကြားချင်ဘူး။အမတင်ကြီးကမောင်ငယ်စကားကြတော့မတိမတာလေးပြုံးလိုက်ပြီးမင်းလည်းအရက်တွေတိတ်မတောက်နဲ့လေကြည့်လိုက်ရင်အမြဲမူးနေရပဲ။အမြဲမတောက်ပါဘူး။ဒါနဲ့ကျွန်တော်ပကံနောက်မှလာပေးမယ်နော်။ပကံရပါတယ်။ဒါနဲ့မင်းအင်ကြီးအနာမှာဘာတွေပေးနေရလဲ။အမတင်ကြီးကမောင်ငယ်ကြောကုန်းကိုလှမ်းကင်မှုလို့တော့ရပါတယ်အမကျွန်တော်ခဏနေရီချိုးတော့မှာအဲဒီတော့မှရှော့လိုက်ပါမယ်ပြောပြီးတော့တခြားတစ်ဖက်ကိုရှောင်ထွက်သွားလိုက်တယ်အဲဒီတော့မှအမတင်ကြီးကရှိုးလို့ရှမ်းတန်းဖြစ်ပြီးစကားလမ်းကြောင်းလေးကအိမ်မောကနေပြန်ဆင်းသွားခဲ့တယ်တပည့်လောက်ကြတော့တငယ်ချင်းတွေရဲ့ဖြန့်ပြေးပေးမှုကြောင့်လင်မယားနှစ်ယောက်ပြန်ဆင်းပြေးသွားပြီးမောင်ငယ်လည်းခိတ္တငြိမ်သွားခဲ့တယ်ဒါအောင်မကြင်မနဲ့ဖြစ်နေတဲ့သူတယောက်ရှိနေခဲ့တယ်သူကတော့မတ်တင်အေးခြံချင်းကပ်ဖြစ်နေတဲ့အတွက်မောင်ငယ်တို့မိသားစုပျော်ရွှင်ရီမောနေတဲ့အတန်ကြာရင်သူ့နားထဲမှာတန်ရီပူလောင်ထက်တယ်လို့ဖြစ်နေခဲ့တယ်။ဒါနဲ့အပူရုပ်ကိုဟန်လုပ်ပြီးလှရင်တို့အိမ်ကိုဝင်ထွက်ကအိမ်ကြီးချင်းကောင်းဖြစ်နေထိုင်ခဲ့ပေမဲ့နောက်ဆုံးမခံစားနိုင်တော့ပဲမကောင်းတဲ့အကြံတစ်ခုကြံစီပါလေရော။ဆရာမင်းတိုင်းဗေဒီလက္ခဏာအစီရင်တိုက်ဆက်နက်ဆက်ဟောသည်ဆိုတဲ့စိုင်းပုတ်တက်ထားတဲ့အိမ်အောက်မှာတော့လူတချို့ရက်တောင်တစ်ပြက်ပြက်နဲ့တန်းစီနေကြတယ်။မတ်တင်အေးရှိလား။နာမည်စီရင်ခေါ်တဲ့လူရဲ့တန်ကြောင့်မတ်တင်ရေးတယောက်အခန်းထဲဝင်လာခဲ့လိုက်တယ်။အခန်းထဲရောက်တော့အဆောင်လက်ဖွဲ့တွေအင်းကျက်တွေနဲ့ရစ်ပတ်ထားတဲ့ဖျောင်းနှံတွေကိုစပွဲပေါ်တင်နေတဲ့အသက်50ရွယ်လူတယောက်ကိုမြင်လိုက်ရတယ်။ဘာကိစ္စနဲ့ဆရာစီရောက်လာရလဲသမီး။ဆရာနဲ့တိုင်ပင်စရာရှိလို့ပါ။ဒါပေမဲ့ပြောရမှလည်းအားနာနေတာ။ပြောစရာရှိရပွင့်ပွင့်လင်းလင်းပြော။ဒါမှဆရာကူညီလို့ရမှာ။ဟုတ်ကဲ့ဆရာ။သမီးလေအိမ်အောင်ရှိယောက်ျားတယောက်ကိုပိုက်ဆိုင်ခြင်းလို့မတ်တင်ရင်စကားကြောင့်ဆရာဖြစ်သူကမျက်ခုံးတစ်ခုကိုကျုပ်ကစိုက်ကြည့်လိုက်တဲ့ချိန်ပူလောင်တဲ့လင်ငွေတစ်ခုကအခန်းထဲကိုတိုးဝင်လာခဲ့တယ်။ကိုမောင်ငယ်ထမင်းစားတော့မလား။မစားကျင်သေးဘူး။အရင်စားကျင်စားလေ။ခက်ပြက်ပြက်ပြောလိုက်တဲ့စကားကြောင့်လှရင်ဘာမှထပ်မမေ့ရောပဲ။ခူးထားတဲ့ပကံကိုဘေးမှာဖဲပြီးအုပ်ဆောင်ပြန်အောင်လိုက်တယ်။ကိုမောင်ငယ်တပေါင်းလားနောက်3လားဆိုပြည့်ရောမယ်နော်။တားကိုရှင်ပြုတ်ပေးဖို့အဆင်ပြေနိုင်မှာမလား။ဒီနေ့မပြုတ်ရလဲနောက်နှစ်တည်းလှုပ်လို့ရတာပဲ။စိတ်ထဲအယမ်းထားမနေနဲ့မဟုတ်ဘူးလေကျမတို့နှစ်ယောက်ဒီနေ့လှုပ်ဖို့တိုင်ပင်ထားကြရလေပတ်ဆက်မရှိရင်လည်းဆွဲကြိုးရောက်ပြီးလှုပ်ပေးခြင်းနဲ့စီးပွားရေးအဆင်မပြေပါဘူးဆိုမှနားလာညီးနေတယ်ရှင်ပြုတ်တာမသိမချင်းပြုတ်လို့ရတယ်ငါမှတော့စပားတွေပိုးကြလို့ဘယ်လိုလုပ်ရမလဲစဉ်းစားနေတာလှမ်းရင်လည်းတာဖြစ်သူအိပ်ပျော်နေရကြောင့်စကားမများအောင်ရှောင်ထွက်ပြီးအိပ်ရတယ်ပဲဝင်ခဲ့လိုက်တယ်တရက်မှာတော့မောင်ငယ်ရဲ့နှိမ့်ဆက်မှုတွေကိုတီးမခံနိုင်တော့တဲ့လှရင်တယောက်တာဖြစ်သူရဲ့လက်ကိုဆွဲကမိဘတွေရှိရဲ့ရွာကိုအဝေးတတဲကိုတစ်ခုနဲ့ထွက်လာခဲ့တယ်။ထွက်လာတဲ့ချိန်ကမှောင်စာပြိုးတဲ့ချိန်ဖြစ်တာကြောင့်လမ်းတစ်ဝဲရောက်တဲ့အခါမှာတော့အလင်းရောင်လုံးဝပျောက်သွားပြီးတာလီနှစ်ယောက်ရွာချင်းဆက်လမ်းပေါ်မှာခိုကိုးရမယ်ဖြစ်နေခဲ့ကြတယ်။လှရင်ကတော့တာဖြစ်သူရဲ့လက်ကိုခတ်တင်းတင်းဆွဲကစီးကြလာတဲ့မျက်ရည်စားတွေကိုလက်ခုံနဲ့ခတ်တင်းတင်းတုပ်လိုက်ပြီးကြောက်စိတ်တွေဖဲလိုက်ကမိဘတွေရှိရဲ့ရွာဘက်ကိုခတ်တုပ်တုပ်ရှောက်လာခဲ့လိုက်တယ်။အာချင်းမျက်စိအောက်ကနေမီးစားနဲ့ထိုးခံလာရတယ်လို့ဖြစ်သွားတာကြောင့်လှရင်တရအောက်ကိုငုံကြည့်လိုက်ရာမိန်ပြပြအလင်းရအောင်မှာရှော့ကနေထွက်ပြေးသွားတဲ့မဲမဲရှိရှိအကောက်တကောင်မြင်လိုက်ရတယ်။အမေဘာဖြစ်တာလဲ။ဘာမှမဖြစ်ပါဘူးသားရဲ့လာလာသွားကြရအောင်။သားဖြစ်သူကြောက်မှဆိုတဲ့အတွက်ဝေဒနာကိုအန်တုရင်ရှိသမျှအခွန်အားတွေစုစည်းပြီးရှေ့ဆက်သွားနေပေမဲ့အစိတ်ကတကူလုံးပြတ်နေရကြောင်းမျက်လုံးတွေပြောင်းဝင်ပြီးအားအင်းကြီးစုံယုံလာတော့တယ်။အမေဘာဖြစ်တာလဲ။တာဖြစ်သူရဲ့ငူကျွေးတံကိုကြားရပြီးချိန်မှာတော့လှရင်တယောက်တတိလေးမိမျောသွားခဲ့တယ်။အကျရအတော်နေပြီ။တဲဖို့နေရလဲဒီလောက်တောင်ရှားရသလား။မောင်ကောင်းရဲ့စကားကြောင့်ခွန်လာကရှိကိုခတ်တုတ်တုတ်ရှောက်သွားပြီးဇရက်တွေများရှိမလားဆိုတဲ့အတွင်းနဲ့ဟိုဟိုတီတီလိုက်ကြည့်နေခဲ့တယ်။အဲဒီချိန်အမေထပါအောင်အမေကလေးတယောက်ငိုတဲ့တန်ပါလား။ခွန်လာလည်းအတန်ကြားတဲ့ဘက်ကိုရှောက်လာခဲ့ရာဘာဖြစ်တာလဲကောက်လေးအမေဘာဖြစ်လဲမသိဘူးလမ်းလျှောက်နေရင်လဲကျသွားတာခေါ်လို့လည်းမရတော့ဘူး
ခွန်းလာလည်းမိမကိုကြည့်ပြီးတော့ခွန်းလာဘာဖြစ်တာလဲမသိဘူးဆရာမိမတယောက်တတိလစ်နေလို့အောင်မြတ်တာလည်းခွန်းလာပြီးဝင်ထိုင်ပြီးကြည့်လိုက်ရပိုးတိလူနာပဲငါတို့တောင်းမဲ့ရေပါလာတယ်မဟုတ်လားပါတယ်ဆရာတန်ရာကိုရေနဲ့အရင်ဆေးလိုက်မောင်ကောင်ကတောင်းရည်ဘူးတွေကရေနဲ့ပိုးတိရဲ့နေရာကိုဆေးကြောနေရဲ့ချိန်အောင်မြတ်တာညာဘက်လက်ဝါးနဲ့တန်ရာကိုအုပ်ပြီးအောက်ကိုဆွဲချခဲ့တယ်ဆယ်ကျက်လောက်ဆွဲချပြီးရမှာတော့ပိုးတိရဲ့နေရာကနေသွေးနဲ့ရောနေရဲ့အစိတ်ရည်တွေစီးကျလာခဲ့တယ်တားလေးအမီးရဲ့ကလေးဒီမှာရှိပါတယ်ရှင်တို့ကဘသူတွေလဲဒီလမ်းနေဖြတ်သွားတဲ့ချိန်ပိုးတိပြီးတတိလစ်နေရဲ့အမီးကိုတွေးလိုက်တာပဲအခုတော့အစိတ်တွေထွက်သွားပြီးမို့အသက်အန္တရာယ်တော့စိုးရိမ်စရာမရှိတော့ပါဘူး။အော်ကျေးဇူးတင်ပါတယ်ရှင်။ဒါနဲ့ဒီချိန်သားမီးနှစ်ယောက်တည်းဘယ်သွားကြမလို့လဲ။မိဘတွေရှိရဲ့ရွာကိုသွားမလို့ပါ။ခုလိုချိန်မှာမိမသားတစ်ယောက်တည်းသွားဖို့လာဖို့ဆိုတာဘလို့မှမဖြစ်နိုင်အောင်။အနီးနားမှာရောအတီကျွမ်းတွေများမရှိဘူးလား။ရှေ့ရရွာမှာတော့အမျိုးသားရဲ့ရှိပါတယ်။အခုသူ့ကိုစိတ်ဆိုးပြီးအိမ်ရဆင်းလာတာပါ။လောလောဆယ်ဒဏ်ရာတွေနဲ့မို့အမျိုးသားအိမ်ကိုအရင်ပြန်လိုက်ပါ။ဒဏ်ရာတက်တာမှကိုလိုရာကိုသွားပေါ့။ဒါနဲ့ကျမသူ့စီမသွားခြင်းဘူး။ကျုပ်တို့လည်းအချိန်မရတာမို့ရှေ့ရရွာသွားမယ်ဆိုခေါ်သွားပြီမယ်။မိဘတွေစီပြန်မယ်ဆိုရင်တော့အမီးရိုးနှစ်ယောက်တည်းသွားရမှာနော်။အမေအဖေစီပဲပြန်ကြရအောင်နော်။လမ်းကမောင်မဲနေတာအဖွားတို့စီမသွားခြင်းတော့အိမ်မဲပြန်မယ်လေ။လှမ်းရင်လည်းတားဖြစ်သူရဲ့ငိုမဲမဲမျက်နှာကြောင့်မမနာကိုချလိုက်ပြီးဆရာတို့အနှောက်ယှက်ပေးမိပြီ။ရပါတယ်။မောင်ကောင်ရှေ့ရဝေယုံပေးမှလက်တကန်းစာဝါတစ်ချောင်းချိုးပေးခဲ့အမီးကဒီဝါဆုံးကိုကိုင်းမိလိုက်ခဲ့ပါမောင်ကောင်မင်းကအရှိရသွားအစုံတစ်ဖက်ကိုကိုင်းမိသွားအောင်မြတ်တာတို့လည်းလှမ်းရင်တို့သားမီးနေရဲ့အိတ်တီရအောင်ပို့ပေးကြတယ်အိတ်ရှိရောက်တော့ခြံထဲဝင်ဖို့လှမ်းလိုက်တဲ့ချိန်အင်းကြီးကော်လန်ဆောင်တယောက်ယောက်ဆွဲထားသလိုဖြစ်တာကြောင့်စိတ်ထဲထင်ကနေဖြစ်သွားပြီးအနောက်ကိုပြန်ဆုပ်လိုက်တယ်ဆရာတို့အိမ်ထဲဝင်မအောင်ရပါတယ်မဝင်တော့ပါဘူးမနေ့ကလို့မူးရဝေးတာရှိတယ်ဖုန်းကြီးเจ้าအောင်လာခဲ့ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာအောင်မြတ်တာတို့လည်းလှရင်တို့အိမ်ရနေထွက်လာပြီးရွာလယ်မှာရှိတဲ့ဖုန်းကြီးเจ้าစီဥတီလိုက်ခဲ့တယ်ဆရာခုနအိမ်ထဲဝင်မလို့လုပ်ပြီးမှဘာလို့မဝင်တော့တာလဲဂိုင်းဆောက်တရားငါးကုတ်ကိုဆွဲထားကြလို့မဝင်မဲထွက်လာတာစိတ်ထင်ပြောရရင်အဲ့ဒီအိမ်မှာမကောင်းတဲ့အရာတစ်ခုခုရှိနေပြီထင်တယ်သူပြောတဲ့စကားအရအိမ်တော်ရင်းနဲ့အစ်စ်မပြေတော့ဘူးတာမယ်လင်းမယားစကားများတာလောက်နဲ့တာမီးနှစ်ယောက်ထွက်လာမှာတော့မဟုတ်ဘူးအရင်လဲတွေးမနေပါနဲ့မင်းတို့လည်းတနေ့ကိုပင်ပန်းထားကြတာဆိုတော့နားလိုက်ကြအောင်အောင်မြတ်တာလည်းမောင်ကောင်းတဲ့ခွန်းလာကိုအနားယူခိုင်းပြီးဖုန်ကြီးတောင်းရင်းထဲမှာဇင်းကြံရှောင်နေခဲ့တယ်အနောက်ကကပ်ပါလာတဲ့ခြေတံကြောင့်ဇင်းကြံရှောင်နေရအောင်ရက်လာရခြေတံလည်းရက်သွားခဲ့တယ်ပြန်ရှောင်ရင်အနောက်ကခြေတံကြားတာကြောင့်အာယုံခံပြီးကြည့်လိုက်ရစုပ်ပြဲနေတဲ့အင်ဂျီနဲ့လုံကြီးရိုးဝစ်ထားတဲ့လူတယောက်အနောက်ကနေကက်လိုက်လာတာမြင်လိုက်တယ်တင်းမသူလဲဘာကြောင့်ကျုပ်စင်းကြံရှောင်နေအောင်နှောက်ယှက်ရရလဲကျွန်တော်ကိုမြင်ရတယ်မဟုတ်လားကျွန်တော်ပြောတာလည်းကြားတယ်မဟုတ်လားတင်းကိုလည်းမြင်ရတယ်တင်းပြောတာလည်းကြားတယ်ဘာကိစ္စနဲ့အနောက်ကလိုက်နေရရလဲပြောလိုက်တာဗျာတခြားသူတွေဆိုရင်ကျုပ်အနောက်ကလိုက်တာနဲ့ထွက်ပြေးကြပြီဒါကြောင့်ပြောချင်တာတွေပြောမရတာခုကြမှကျုပ်ပြောချင်တာတွေပြောပြရတော့မယ်တင်းမှာဘာပြောစရာတွေရှိနေလို့လဲကျုံနာမည်စန်းဦးလို့ခေါ်တယ်လူဘဝတော်ကတော့တစ်ပင်တက်သမားပေါ့တရက်ကြတော့ဖုန်ကြီးเจ้าခြံစည်းရိုးနဲ့ကဲ့ရက်ပေါက်နေတဲ့ညောင်မီကိုတက်ခုတ်တာအပင်ဘဝနဲ့တွန်းချခံတီးပြီးတေးသွားတာပဲကျုပ်တို့ရောအိမ်ရလူတွေကဖုန်ကြီးเจ้าမှာထီးတကွန်လာပေးထားကြတာတကယ်တော့ကျုပ်ကထီးတကွန်လိုချင်တာမဟုတ်ဘူးအမြအတမ်းလိုချင်တာကျုပ်အိမ်ကိုပြောပြချင်ပေမဲ့ညောင်မီကတစီကြီးကဖုန်ကြီးเจ้าဝင်းထဲကနေအပြင်ကိုပေးမထွက်ဘူးဖြစ်နေတယ်အဲ့ဒါကျုပ်အိမ်ကိုပြောပေးနိုင်မလားတင်းရင်ကိုကျုပ်တို့ပြောရင်ယုံပါမလားယုံအောင်လုပ်ဖို့နည်းရှိပါတယ်ကျုပ်လူဘဝတုန်းကဖဲနိုင်လို့ဖွက်ထားတဲ့ငွေတချို့အိမ်ဦးတိုင်အောင်မှလုံကြီးစုံနဲ့ပတ်ပြီးမြုပ်ထားတယ်အဲ့ဒါကိုဖော်လိုက်ရင်သူတို့ယုံမှာပါတင်းရင်ကိုဘယ်လိုရှာမလဲဆိုတာပြောပါအောင်ရွာထဲမှာတစ်ပင်တက်သမားစံဦးအိမ်တို့မေးအကုန်သိရဲ့အဲ့ဒါလေးကုညီပါနော်ကျုပ်အခြားဘဝတစ်ခုသွားခြင်းပြီကောင်းပါပြီမနက်မိုးလေးနာနဲ့တင်းရင်ကိုလိုက်ရှာပြီးပြောပေးပါမယ်မနက်မိုးလေးနောက်အောင်မြတ်တာတို့လည်းတစ်ပင်တက်သမားစံဦးနေတဲ့အိမ်ကိုလိုက်ရှာလိုက်တယ်ဒီအိမ်ကကိုစံဦးအိမ်လားအဖေကတည်သွားတာ10နှစ်ကျော်ပြီဘာကိစ္စရှိလို့လဲခမရဲ့ဖေအကူညီတောင်းလို့ဒီကိုရောက်လာတာပါအဖေကအကူညီတောင်းတယ်ဟုတ်လားလေရင်လည်းရုပ်တိရှိအောင်လိန်ကြလေဗျာတည်သွားတဲ့လူကအကူညီတောင်းတယ်ဆိုတာမဖြစ်နိုင်တာကျုပ်ဟာသားလုံနေရမဟုတ်ဘူးခမဖေကခုတိမကျွတ်လွတ်သေးဘူးဆိုတာသိကြလားအဖေကတစ်ပင်မောကပြုတ်ကြပြီးတည်ရဆိုပေမဲ့
တည်ရဲချေရစားပြီးကျုပ်တို့ဘာအရေးရောက်မှပြတာမဟုတ်ဘူးအဲဒီတော့ခမားစကားကိုဘလို့ရုံရမလဲကောင်းပြီလေမရောဘူးဆိုရင်အိဦးတိုင်အောက်ကိုတူးကြည့်ပါသူကိုယ်တိုင်လုံကြီးစုံနေမြုပ်ထားတဲ့ငွေတချို့ရှိရဲ့လို့ပြောတယ်အဲဒီငွေကိုရရင်သူ့နာမည်ခေါ်ပြီးဘုံကြီးเจ้าမှာအလှသွားလုပ်ပေးလိုက်ပါအောင်မြတ်ကလည်းခက်ပြက်ပြက်ပြောပြီးထွက်ဖို့လို့ခြံထဲရက်နေရဲ့လူတယောက်ကရှေ့ကိုပိတ်ရက်ပြီးအဖေကတကယ်မကျွတ်သေးရလားဟုတ်မဟုတ်တူးကြည့်ရင်သိမှာပေါ့ကျုပ်ခမားတို့ပြောတဲ့ငွေကိုရထားပြီလွန်ခဲ့တဲ့နှစ်ကအိမ်ပြင်းလို့အိဦးတံကိုတူးလိုက်တာလုံကြီးစုံနဲ့ပတ်ထားတဲ့ငွေတွေရခဲ့ဘူးလေဒါဆိုကျုပ်လိန်နေရမဟုတ်ဘူးဆိုတာသိတော့ရောပေါ့တောင်းပန်ပါတယ်ဗျကျုံမနှက်ပြန်အဖေအတွက်ရည်စူးပြီးတီးတကွန်ပြန်ပေးလိုက်ပါမယ်တီးတကွန်ပေးရထက်စွန်းဖြစ်ဖြစ်တင်ငန်းဖြစ်ဖြစ်သူနဲ့မှန်နဲ့ကက်လူတာပိုထိရောက်ပါတယ်ကျွန်တော်အဲ့ဒီတိုင်လုပ်ပေးလိုက်ပါမယ်အောင်မြတ်သားကိုလည်းအိမ်ထဲအထွက်ဖုန်ကြီးเจ้าအရာလေကိုင်းမှာထိုင်ဆောင်နေတဲ့မိန်းမတယောက်ကိုမြင်လိုက်တယ်ဆရာတို့ရွာထဲသွားရဲဆိုလို့စောင့်နေတာတန်ရရောတက်တာရဲ့လားတက်တာပါလေဆရာအဲ့ဒါကျေးဇူးတင်လို့ဆရာတို့စားဖို့အသီးနှံလေးတွေလာပို့တာပါဒါနဲ့အိမ်မှာပြဿနာတွေဖြစ်နေရအတော်ကြပြီလားစီးပွားရေးအဆင်မပြေရတနည်းလောက်ရှိပြီဆရာအိမ်တော်ရေးအဆင်မပြေရတော့3လလောက်ရှိပြီအမျိုးသားအရင်ကအခုလိုမျိုးပဲလားဘယ်ဟုတ်ပါမလဲဆရာရဲ့အိမ်တော်သက်8နှစ်အတွင်းဒါမျိုးတစ်ခါမှမဖြစ်ဘူးသူကဒီလပိုင်းထဲမှာပြောင်းလဲလာတာကျောင်းမြင်ပြောရရင်အမီးတို့အိမ်မှာအနှောက်အယှက်တစ်ခုခုရှိနေတဲ့အထင်တယ်ကျမလည်းဆရာပြောသလိုတွေးမိပါတယ်ဒါပေမဲ့အဲ့လိုကိစ္စတွေမှာဘသူ့ကိုတိုင်ပင်ရမှန်းမသိဖြစ်နေတယ်ဒါဖြင့်ကျောင်းမော်ခဏတက်ခဲ့ပါအောင်မြတ်ကလည်းမလှရင်ကိုခေါ်ပြီးလွယ်ထဲမှာရှိရဲ့အင်းတစ်ချက်ကိုပြချကစက်ကူနဲ့ထုတ်ပေးလိုက်တယ်အိမ်ရောက်ရင်ပြမို့ကိုရေတန်းတန်းတစ်ခွက်တည်းထည့်ပြီးတအိမ်လုံးဖြန်းလိုက်ပါပိုရဲရေကိုအိမ်သားတွေတောက်တဲ့ရေဦးထဲထည့်ထားပြီးရေမကုန်အောင်လည်းတတိထားအောင်2ရက်အတွင်းထူးခြားလာနိုင်မယ်ကျေးဇူးတင်ပါတယ်ဆရာကျမအိမ်ရောက်တာနဲ့တေချာလုံးလိုက်ပါမယ်မလှရင်လည်းပြတော့ကိုယူပြီးအိမ်ပြန်လာခဲ့တယ်အိမ်ရောက်တော့ပြောတဲ့အတိုင်းအိမ်အတွင်းပြင်ဖြန်းနေရဲ့ချိန်အိမ်ကန်းနဲ့အဝင်လိုက်ကပေါင်ပေါ်ကနေကျိုးနီနဲ့ပတ်ထားတဲ့အဝေးစားတစ်ခုလိမ့်ကျလာတာမြင်လိုက်တယ်လှရင်လည်းချက်ချင်းဆိုသလိုပြုတ်ကျလာတဲ့အဝေးစားကိုဖြည့်ကြည့်လိုက်ရာ6သွင်းနေပြီဖြစ်တဲ့သွေးအစိုးဝင်းဖြစ်နေခဲ့တယ်ဒါကြောင့်ချက်ချင်းဖုန်ကြီးเจ้าကိုပြန်သွားပြီးတော့အကျိုးကြောင့်ပြောပြလိုက်ရအောင်မြတ်တာကကျုပ်ထင်းတော့တင်တာအမီးတို့အိမ်တော်ကြီးကိုမနာလိုတဲ့သူတော့ရှိနေပြီဆရာဒါကဘာနဲ့လှုပ်ထားတာဖြစ်နိုင်မလဲအတော့ကိုအောက်တန်းကြတဲ့အစီရင်ပဲနားလဲအောင်ပြောရရင်ယာတီသွေးပိနေတဲ့အဝိစာကိုအစီရင်လုပ်ပြီးအိမ်တော်ကွယ်စီးပွားပြည့်အောင်လှုပ်ထားတာအမလီဘလို့လူဝါများဒီလိုလုံးရက်တာလဲဒါကြောင့်ကိုမောင်ငယ်ပြောင်းလဲသွားတာ哦ကုညီပါအောင်ဆရာရဲ့ဒီတစ်ခါရှာတွေးပေမဲ့နောက်တစ်ခါဆရာတို့မရှိရခါဘလို့လုပ်ရမလဲကျုပ်အခုပေးလိုက်မဲ့အိမ်ကိုလေကအတက်စီမှာမြုပ်ထားလိုက်ကိုလှုပ်တဲ့သူတန်ပြန်ပါလိမ့်မယ်လှရင်လည်းအိမ်ရောက်တာနဲ့အင်းကိုလေကားကြီးမှာမြုပ်ပြီးဟန်မပြတ်နေခဲ့တယ်ညနေဆောင်တော့ကိုမောင်ငယ်ပြန်ရောက်လာပြီးတောင်းရီအိုရရရီကိုခတ်တောက်နေရမြင်တော့ဘာမှဖြစ်မလဲဆိုတဲ့အတွေးနဲ့စောင့်ကြည့်နေခဲ့တယ်ခဏနေတော့ဆေးလိပ်တောက်နေတဲ့မောင်ငယ်တယောက်အိမ်နောက်ဖေးကိုထားပြေးပြီးတဝဝနဲ့ထိုးအံကပါဇက်တရားနဲ့အစာမဲမဲတွေထွက်လာတာမြင်လိုက်ရတယ်လှရင်တယောက်အဖြစ်ပြက်တွေကိုပြောပြဖို့မူးလင်းတာနဲ့ဖုန်ကြီးเจ้าကိုထွက်လာခဲ့ရကြောင်ရောက်တော့အောင်မြတ်တာတို့အရေးရအောင်မမြင်ပဲတင်ငန်းလာလူတဲ့မောင်ဆန်းမင်းတို့မိသားစုကိုသာမြင်လိုက်ရတယ်။စမ်းမြင့်ဘာလူရှိလို့လဲ။အလူမဟုတ်ဘူးလှရင်ကငါဖေကသူ့အတွက်အလူလုပ်ပေးပါဆိုပြီးလာပြောခိုင်းလို့အလူလာလုပ်ပေးရ။နေရောဘာလာလုပ်တာလဲ။ငါဒီမှာတဲနေရဲ့ဆရာစီလာတာ။အရန်မြင့်မြင့်နဲ့လူကိုပြောရလား။သူတစ်ပည့်နှစ်ယောက်လည်းပါတယ်လေ။ဟုတ်တယ်။နင်တွေးမိသေးလား။ငါရောက်တော့သူတို့မရှိကြတော့ဆရာတော်ပြောတာအာယုံတက်တရားထွက်သွားတယ်တဲ့။လှရင်လည်းသူ့ရဲ့အသက်ကိုကယ်ခဲ့တဲ့သူဆိုလဲဟုတ်အရေးပြဿနာကိုရှင်းပေးခဲ့တဲ့သူလည်းဟုတ်တဲ့ဆရာဖြစ်သူကိုမတွေ့ရတာကြောင့်စိတ်ပြက်လက်ပြက်နဲ့ပြန်လာခဲ့လိုက်တယ်ဒီလိုနဲ့တပတ်လောက်ကြာတော့မောင်ငယ်တယောက်ပုံမှန်ပြန်ဖြစ်လာပြီးမိသားစုပေါ်လည်းအရင်လိုပြန်ခရူးဆိုင်လာတာတတိထားမိရဲ့တလားခန့်ကြာလှရင်အမတင်အေးပါလားဘာလို့လာပို့ပြန်ပြီလဲဟိုဘက်ရွာနေတောဝဲရလာလို့ချက်ထားလားအမတင်အေးကပကံကိုကိုင်းပြီးလေကားရင်းကိုတက်ဖို့လုပ်တဲ့ချိန်ပထမအဆင့်မှာပဲကျွေပကံကသူ့လိုထက်ချမ်းခွဲကဟင်းနဲ့အကုန်မှောက်ကြကုန်တယ်အမအဆင်ပြေရဲ့လားရတယ်ပကံကကြာပြီဆိုတော့အပူနဲ့ထိရဲ့ချိန်ကွဲရနေမှာအမနောက်တစ်ပကံပြန်ပို့ပေးမယ်နော်အမတင်ရီကကြာကွဲနေရဲ့ပကံပိုင်းစားတွေကိုကောက်ယူပြီးပြန်ထွက်သွားခဲ့တာညနေဆောင်ထိပြန်ပေါ်မလာခဲ့ပြီနောက်တနေ့မနေ့ရောက်တော့အမတင်ရီတယောက်ရုတ်တရက်မိလဲပြီးဆေးရုံတင်လာရတယ်ဆိုတဲ့သတင်းကြားလိုက်ရတယ်အဲဒီတော့မှလှရင်လေဖြစ်ပြက်ခဲ့တာတွေနဲ့ဆရာဖြစ်သူပြောတဲ့
ကိုယ့်ကိုပြန်လှုပ်တဲ့သူတံပြန်ထိမယ်ဆိုတဲ့စကားကိုဆက်ဆက်တွေးလိုက်ရာအဖြေတစ်ခုကခေါင်းထဲမှာထင်းကနေပေါ်လာခဲ့တယ်။မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးခံစားရမယ်ဆိုတာသိမှန်တာပဲ။ဆိုတဲ့စကားကိုခက်တိုးတိုးရေရိုရေတောင်းရဦးတဲ့ကိုရေအပြည့်ဖြစ်နေလိုက်တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ရာသီသွေးအတိုင်းဆိုတဲ့ဇာတ်လမ်းကတော့ဒီမှာလေးနဲ့ပြီးဆုံးပါပြီရှင်။ဇာတ်လမ်းလေးကိုအားပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။